ခမရကြီးရတာတယောက်ယောက်ကိုခံစားနေရတယ်လို့ပဲနော်ဘာဖြစ်ဟမ်ဘာဖြစ်လို့ မပြောပါနဲ့တော့ကွာ အပြောပါခင်ဗျာကြောက်ကူညီပါမယ် မင်းငါ့ကိုငါရင်တဲ့ခံစားနေရတာဟုတ် မင်းကူညီနိုင်မှာမဟုတ်ပါဘူးကွာ ကြောက်ကူညီပါမယ်ဆိုမှပဲခင်ဗျာလည်းပဲကြောက်ကူညီမယ်လေခင်ဗျာ မင်းတကယ်ကူညီမှာလား ကြောက်ကူညီမယ်ဘာတော့ဟမ် မင်းတကယ်ကူညီနိုင်လား ကြောက်ကူညီနိုင်တယ် မင်းကူညီနိုင်တယ်ဟော ဘာလဲခံစားနေတယ်လေ ဒါဆိုရင်မင်းငါကူညီအခုနောက်ဆုံးဘူလူပွဲမှာအနိုင်ရသွားတဲ့အီတလီသင်းကိုပြင်သစ်သင်းနဲ့ပြန်ကန်ခိုင်းပြီးပြင်သစ်ကိုနိုင်အောင်မလုပ်ပြီ အော်အီလီနဲ့ပြင်သစ်ကိုနိုင်အောင်လုပ်ပေးရမယ် ဟုတ်တယ်အီတလီကိုရှုံးအောင်လုပ်ပြီးပြင်သစ်ကိုနိုင်အောင်လုပ်ပြီ ကဲလုပ်ပေးမယ်လုပ်ပေးပါမယ်လုပ်ပေးမယ် ဟေး အဲ့လိုလုပ်ပေးလို့ရှိရင်ခင်ဗျာစိတ်နဲ့ခင်ဗျာခံစားချက်တွေကပျောက်သွားရောလား ငါစိတ်ချမ်းသာမှာပေါ့ကွာ ကဲ ငါပြင်သစ်ဘက်ကနေလောင်းထားတဲ့350ငါပြန်ရမယ်ငါပျော်သွားပြီကွာမင်းကံပေးတကယ်ပြန်ကံပေးမယ်နော်တကယ်လုပ်ပေးမယ်နော် အေးပါ မင်းတော့လိုက်တော့ကွာ350ငါပြန်ရ ဩလက်ဆက်သက်တော့တငယ်ချင်းမိုးရီက350ဘောလုံးဝရှုံးတော့ကောက်သွားတာဟုတ် 350 350 တကယ်ချင်း ဟုတ်ပြီ မင်းတကယ်ငါလုပ်ပေးမယ်နော် လုံးပမခုဒီညနေပြန်နာနဲ့အိမ်ပြန်နာနဲ့လေအိမ်ပြင်တဲ့နဲ့အကန်ခိုင်းမယ်ပြန်အကန်ခိုင်းမယ် မင်းငါ့ကိုဒီလိုကြီးတော့စိုက်ကြည့်မနေနဲ့ပြင်သစ်နဲ့အီတလီကိုမမှန်ကန်ခိုင်းနော် ဒီညနေအိမ်ပြန်ရောက်ထားလဲအကန်ခိုင်းလိုက်မယ်ရှုံးစေရမယ်မပူနဲ့ အီတလီရှုံးမှာပြင်သစ်နိုင်ရမယ်နော် နိုင်ရမယ်မပူနဲ့ တကယ်နော် အေးပါ မင်းငါ့ကိုတော့မလိမ်နဲ့နော် စိတ်ချမလိမ့်အဲ့တော့စိတ်ချမ်းသာတော့မို့လား အေး ဟဲ့ ဟင်း ဟေး ဒါကိုတွေ့လောက် ဘာတော့ ဟိုစကားမဆက် အေး ငါဒီပတ်စံပေါင်းမင်းပတ်စံဘယ်လောက်ပါ ဟမ်မမရှိငုတ် အော်မင်းဘယ်လိုဖြစ် မဟုတ်ဘူး အော်မင်း အော်မင်းက အော် လည်း ကြောက်ခင်မင်းနဲ့ကြောက် မဟုတ်ဘူးဆိုရင် ဘာဖြစ်မင်း အော်ပတ်စံ900ဟဲ့ ရှိဘူးဒါပဲရှိတယ် ပတ်စံ ဒီငါလည်းရှိတယ် 900ပဲ ငါလည်းတောက်ချင်ရှိတယ်တော့ဒီမှာမင်းညနေကိုအီတလီနဲ့ပြင်သစ်မင်းပြန်ကန်ခိုင်းလို့ အေး ပြင်သစ်ကအီတလီကိုနိုင်သွားရင်ငါ350ပြန်ရမယ် 350ပြန်ရမယ် 900ကို9သိန်းပြန်ပေးအတိုးအရင်ပေးမယ်မင်းမလားကြောက်ရပတ်စံငါဘာဖြစ် မဟုတ်ဘူးဟဲ့ အော်မင်းကြောက်တယ်ဘာဟဲ့ အော်မနေနိုင်မရှိတော့ဘူးဟမ်ကိုယ်စတွဲကိုမျိုးချနေကိုယ်စတွဲကိုမျိုးချ ဘာဖြစ်တာလဲရှင်းကြိုက်လို့လား ဘယ်မနေဘယ်ချစ်က ရိုက်ပေးမယ်လေ ဘာချစ်ကဘာ ဘာဖြစ်တာကုမို့ ဒီမှာမနေနိုင်မထိုင်နိုင်ဘာကတော့ဆတ်ဆော့လိုက်ကြမှာပတ်စံ900ပါသွားလို့စိတ်ညစ်နေတယ် ဩခမရလည်းဗျာဒီငွေသေးတယ်အဲ့တော့ခမရဒါထည့်ပြောနေတာသေးတယ် ထွက်ပြီညနေသားပြန်မရှိဘူးမှာ မပူတယ်မပူနဲ့ကျွန်တော်ခွင်မိလာတယ်ခွင်မိလာတယ် ဘာကွင်လဲ အချီကြီးရမှာဗျာ ဟာ အချီကြီးရ ဒီလူစမ်းမှာအချီကြီးရမယ်ဆိုတော့နည်းနည်းစိတ်ဝင်စားတယ် ဟေး မဲကျွဲ မအေးကျွဲသူကကုမ္ပဏီထောင်ထားတယ်ဗျာ ဟုတ်လား အေးညနေကျရင်တဲ့လုပ်ငန်းစကားပြောမယ်ကိုကျော်ထူးတယ်လာခဲ့တဲ့ဆင်ရမှာတခါတည်းပုံးလိုက်ကိုပေးပါတဲ့ လိုက်လိုက်မယ်တခါသွားရှင်းလာတခါသွားလိုက်ဟုတ်တခါသွားလိုက်မယ် မဟုတ်ဘူးတေဟုတ်နေ့ရက်သွားတော့ဟုတ်တယ်ဗျာဒါနဲ့ခမရနဲ့ဟိုအဲ့မင်းမိုင်းနဲ့တိတာမဟုတ် အန်တီ ကျွန်တော်နဲ့တိတာ အေး အဲ့တော့တိတော့ကျွန်တော်အရင်ဝင်ရမှာလေ မင်းအရင်ဝင်လိုက် ကျွန်တော်ရင်ဝင်ပါပြီးတော့ခမရဝင်ဟုတ်တယ်မလားတယောက်တစ်လက်စီဝင်ရမှာလေဂျိုင်းလူဝင်လို့မရဘူး အော် အဲ့တော့ဂျိုင်းလူဝင်နေဆိုရင်ဟိုကျွန်တော်ပြောထားတဲ့ကောင်တထင်းနဲ့တွေ့ရမှာဆိုတော့ဒီလိုစုပ်ပြတ်တတ်နေတော့ ဟာကြက်တီကိုမရှိဘူးမင်းပုံစံငါ ကျွန်တော်လည်းအဲ့ဒါကိုမထင်မနဲ့ဝင်ပြောလိုက်တာအဆင်ပြေသွားတာဗျရရင်သုံးပုံခမရနှစ်ပုံပေးမယ် သုံးမပေါ်ရင်နှစ်ပုံ နှစ်ပုံပေးမယ် ဟိုအခုသွားလိုက်ရင်ကောင်းမယ်ထင်တယ် ဟုတ်ပြီတေသုံးပုံနှစ်ပုံပေးမယ်လောလောဆယ်ခမရအင်းကျင်းတော့ခဏသားအင်းကြီးခဏ အေးဟုတ်တာဗောမင်း တထင်းနဲ့ဝင်တွေ့မှာဆိုတော့ တထင်းနဲ့ဆိုစွတ်ကျင်နေဆိုတော့မင်းကမလေးမခံကဆိုင်ကဟုတ်တော့ငွေရမယ်အပေါက်ဆိုလို့ကတော့โอเคတယ်အဲ့ဒါကြတော့မင်းအဆင်ပြေတယ် ဟုတ်အဝတ်စားကားကပါကျွန်တော်သုံးပုံနှစ်ပုံပေးမှာ အဲ့ဒါတော့မင်းဒါလူလိုတိကြရင်ပြီးတာပါ သိကြတယ်သိကြပြီ ဟုတ်တယ်မလား အဖွားကြီးကလည်းသဘောကောင်းတယ်ဗျ အေးကြီးက တော်ရေးကြကြီးကသဘော အေး ကောင်း သဘောကောင်းတော့လည်းမပြောနဲ့တော့ဟုတ်လားအေးကထိုင်ဘာတော့ ဒီ အော်ငွေရမယ်အေးကြွကြီးရှိသွားမယ် ဟုတ်တယ်လေအေးအဲ့ကြီးနဲ့ဒီကောင်းနေကြတခြားစီဖြစ်တယ် ဟုတ်ပါအပေါ်ကတတ်ရရဖြစ်ပြီးအောက်ကတော့ငါရှင်နော်အေးတိတ်တငါဆန်းနေတယ် ပစိုးလေးပါခဏပစိုးခဏ ပစိုးအေးဟုတ်တာဗောဒီပစိုးနဲ့ဒီအိတ်ထဲမှာအေးဟုတ်တာဗောအေး သုံးပုံရရင်နှစ်ပုံ အေး
ကွင်းကွင်း ဟလာအေးကျော်ကြီးကုမ္ပဏီအောင်ထောင်ထားတာလား ဒေါ်ရင်ကျော်ကြီးကုမ္ပဏီထောင်ထားတယ်ဗျာ ဟလာအေးဟုတ်ပြီအဲ့ဟလာအဲ့ကြတော့မင်းနဲ့ကြတော့ လိုက်တယ်နော် လိုက်တယ်အဲ့ကြတတ်တရက် ဟာလက်စွပ်လေးကခဏခဏ ဟမ် လက်စွပ်လေး လက်စွပ်ကလေး ဩခဏတော့မဟုတ်နှစ်ပုံရမယ်ကိစ္စလေ အဲ့ဒါကြတော့လေဟုတ်တာပေါ့ဒါနဲ့မှခန့်အေးရောအေးအဲ့လက်မတိလေ မတိုင်းညာအထားသလား မတိလေ โอเคအဲ့တော့ဟုတ် ဟဲ့ တောက်ရှာဖနက်ကချက်တည်ဆောင် ဒီဖနက်မင်းဖနက်ကကြက်တည်မရှိလိုက်တဲ့ဖနက်ဘယ်ရတာရဖနက်ကြီးကို ဟုတ်အခုကလက်မဝင်မဲ့လူပဲဒါလေးစီးရနော်သုံးပုံတစ်ပုံ အဲ့ဒါကြဟုတ်ပါအေးဒါလေးကနည်းနည်းတတ်ရတယ်အဲ့ဒါတတ်ရတယ် တော်ရင်ကြီးတက်ရမှကြိုက်တာ အေးအဲ့ဒါဆိုတော့โอเคဟုတ်တာပေါ့ နော် ဟုတ်တယ် ဒါဆိုကြည့်ကောင်းပါပြီ ကြည့်ကောင်း သုံးပုံနှစ်ပုံ နှစ်ပုံ 9မိနစ်ပဲခြားပြီးလိုက်လာခဲ့ 9မိနစ်ချပြီ 9မိနစ်ခြားပြီးလိုက်လာတော်ချက်ချင်းတော့ဘာသူပြန်ထုတ်တယ်အင်ကြီးပေးပြီးတာကိုပတ်ဆက်ဝင်ယူမယ် ဟုတ်လား ဟုတ်ပြီနော် အဲ့လို နော် အဲ့ဒါအရေးကြီး သုံးပုံတစ်ပုံ နှစ်ပုံအေးအဲ့ဒါအရေးကြီး9မိနစ်ပဲငါချ လက်လျက်နေအေး9မိနစ်လောက်ချပြီးလိုက်သွား3ပုံ2ပုံအဲ့လိုစားရိတ်ကန်တော့မုတ်ဆက်ကြားဆွဲဆိုတော့အမှန်ကိုမှန်တာ9မိနစ်ဆို9မိနစ်ဆိုအာဘာကြီးလေဒါကြီးအာဘာကြီးလေဟုတ်တယ် ဟာဟဲ့ဘာငါပြီဘာလဲငါပြီဟဲ့ ဘာဖြစ်ဟာကိုဝါကိုဝါအပစ်ကိုဝါငါအေး ဘယ်မဟုတ်ဘူးဘာလဲရှောက်ပြောနေတာတော့ ဘာမောတေးပါဒါလည်းဖိုးပလား ခင်ဗျလက်နဲ့ကြီးတယ်အဲ့ဒီကိုင်းလို့ပြန်ဟာမဓာကြီးနေကြတာ အဲ့ဒါတိုင်း ပုံမှန်ခင်ဗျမှာတိုက်လိုက်မှာနော်ခင်ဗျပုံပွားတိုင်လိုက်မှာနော်ခင်ဗျဖမ်းခံ ဘာ 386နားလေလားခင်ဗျဟမ် ဘာလဲတော့ 386ဆိုတဲ့ပုံမှန်ကိုသိဘူးလား မသိဘူးလေဘာလဲတော့ ဩကိုညံ့မိထင်တာကိုတဲ့ညံ့တဲ့ကောင်လေးလာပြီးတော့တွေ့ပုံမှန်386ဆိုတဲ့ပုံမှန်ကိုမသိဘူး မသိဘူးဗျာ3ခွန်6မသိဘူးဗျာ ဒုက္ခပါပဲဓမ္မတော်အဲ့ဒါပြီးကဲအဲ့ဒါပြီးကဲ တော့ခေါ်စား ဒါဟလား ဒါအဲ ဟမ် ဟုတ်တယ် ဒီသားကလူကိုထိုးရင်သေးသလား သေးတာပေါ့ ဒီသားနဲ့လူကိုထိုးရင်သေးတယ် မသေးတာပေါ့ ဟလားအိမ်ချလား ဟမ် အိမ်ချ ချွတ်တာ အိမ်ချလိုက်စမ်းပါ ဘာလို့ချွတ်မှာ ဒီသားကထိုးရင်သေးတယ်နော် သေးတယ်လေသေးတယ်ချွတ်တယ်ချွတ်တယ်ချွတ်လိုက်မယ်ချွတ်လိုက်မယ်ခဏလေး ဟာထိုးရင်သေးတယ်နော် ခဏလေးဒါလည်းတည်တယ်တင်းကြီး တော့ရခဏမရမငါ ဟုတ်ပါတယ် ခါရ ဥမာတော့ ခါရမိမရောက်သွားမယ်ခါရမိမလည်းလောက်ပါနဲ့မိမလည်းငန်းနေတော့မှခေါ်ဟာဒါရရဟာချွတ်ဟဲ့ဟဲ့ရှာ386အစိုးပါချော တော့ခွန်ကြောက်တော့ ရှာမရှိနဲ့ချိုးဆိုချိုးလိုက်စမ်းပါ ချွတ်တယ်ကိုချွတ်တယ်ကို ဟမ်တေး ချွတ်တယ်ကို လောချဲမနော် ပါတယ်ကို ဟေးရဟေးဟာမရှောက်ဘူးကြောက်လက်ပေါ်တင်ထားလက်ပေါ်တင်ထားမှာအဲ့လိုလူလိုမနေနဲ့ဟုတ်လေအဲ့ဟုတ်တင်ထားဟာဒိတ်ဝင်မရှိဟဲ့ဟေး ဘလုံးမကြည့်မကောင်းပါဘူးကို ရှာမပတ်နိုင်ချွတ်စား အကိုရုံနဲ့ဒီနိုင်နဲ့မလိုက်ဘူးလေ ဟဲ့ပပရမနိုင်ချွတ်ကပပရ ချွတ်တယ်ကို တေသွားမနော်မင်းရောက်လာပေးတာနာအမလေးဟဲ့ဟုတ်ဟဲ့ချိုးစမ်းမမင်းအဲ့ပြူးနေတဲ့လက်စော့ညနေရမမင်းမကြီးလေးနဲ့တိုက်ထားတဲ့လက်စော့ ကိုနဲ့မလိုက်ဘူးတင်နေ ဒီတော့မင်းဒီနာလာကမှာမင်းဒီတော့လည်းကမှာ ခွေးပင်ကြားမှာစိတ်ကလည်းညှက်ထားလို့ဖြစ်မှာကို ပါပရအေးဘေးတေသွားမယ်အေးဘေးတွေ့လားဘလောက်ခန့်လဲလက်ကပွဲနေတာတွေ့လားဘာလည်းမမသိဘူးဟို ဟုတ်တယ် ဟုတ်တယ်ဟုတ်တေသွားမယ်ပုံမှန်တော့နားလား မသိလို့ပြီးတာပါလေ ဟမ်ပုံမှန်386ငါလည်းမသိလို့မင်းသားဒီသားကြီးနဲ့ဆိုတော့ငါလည်းပြောမိပြောတာစကားတွေငါမိလိုက်ငါတော့မယ်လားငါမသိလို့မင်းမတော့ငါထိုးဓာကြီးကထိုးရင်သေးရတယ်နော်ငါတော့မယ်လားအဲ့လိုဘာမှ ပုံမှန်390ဆိုဘာလဲလို့မေးတာငါရှိတာအကုန်ချွတ်ယူရတယ်ချင်မောင်ရိုးမှတုတ်ထိုးမှသားပစ္စတော်မှအမြောက်မှသားရုပ်ကောရည်ရွယ်စုပ်ပြက်ညစ်ပတ်တတ်နေတာမချစ်သူနဲ့ချိန်တာလို့သွားမလို့ချ
ချစ်သူဒါလေးချစ်တာ ဘလို့ဖြစ်နေတာလဲရှင့်ဟိုင်းလာကြိတ်မကောင်းရှုမကောင်းတော့ ဟုတ်လေပုံမှန်386 ဟာလေပုံမှန်386က မသိဘူးဒီတိုင်းနဲ့လေပုံမှန်386 ဘာလဲကျမနားမလဲပါဘူး ဟုတ်ဒီတိုင်းနဲ့တဲ့ပုံမှန်386ဟုတ်တယ် အဲ့ဒါရှင့်ကဘာလို့ရှင်လို့လို့ အဲ့ပါလဲလို့သိလားလို့ ရှင့်ကဖြစ်ရှင်လို့လား သိချင်လို့လေ ဘာလဲပြောနေတာလဲ သိတယ်ပုံမှန်386 တော့ပါပဲရှုပ်ကြည့်ဒီမှာကြောက်လုံးကြောက်လာပြီ ဘာဖြစ်တာဟမ်ဘာဖြစ်တာလဲဟမ်လာဆောင် ပုံမှန် ဟုတ်လား အမ ပြောတယ်ဘာလဲ ဟမ်ဘာလဲလူပိုက်လားဟမ်လူပိုက်လားဒါလေလူပိုက်လားမင်းကလေးနားလဲကောင်မဟဲ့ဘာလို့လဲစတိတာ ဟုတ်ကဲ့ ပြကိုက်စား ဆက်တာဟုတ်ကဲ့ ဟမ်လက်လက်ကိုက်ဆောင်မှုဆိုတာဥပဒေနဲ့ရေးဟမ်အရေးယူလို့ရတယ် ဒါကိုင်းတာနဲ့ကောင်ဆံမှုပုံမှန် ဒါပေါ့386လား ဟုတ်တယ် ပြန်ကိုင်းဒါသူလည်းကျွလို့နဲ့တရား ဟုတ်တယ်မင်းကိုက်ထားတာမင်းရင်ကိုက်လားကိုက်လား ဟုတ်ကဲ့ခင်ဗျာ အောက်ချလိုက်စမ်း 6ချက်လား6လိုက် အဲ့ဒီတော့အောက်ချတော့သူပြကလာခါပါပေါ့လာခါပါပြကိုက်လိုက်စမ်းပြကိုက်လိုက်စမ်း မကဲနိုင်တော့ဘူးလားချစ် ဟောတယ်ရေဘက်မှာလည်းအမွှေးတွေအတွက် ချီသူ ဘာချင်းသူလဲဘာချင်းသူလဲဒါကားလေးရောက်ခွက်တည်းက ဟုတ်ကဲ့ ဒါတော့ရောက်ခွက်တည်းသူ့မင်းနဲ့ကလည်းငယ်လေးငယ်မရတွေ ညာ အဲ့ဒါငယ်ချင်းနေ ငယ်တကယ်ချင်းတွေငယ်တကယ်ချင်းတွေ ကျွန်တော်ချီသူကျွန်တော်ချီသူ ဘာချင်းသူလဲဟမ်ပေးထားဟုတ်ကဲ့ထားဟမ်လမ်းနဲ့ကောင်တော့ဒါမျိုးမလုပ်နဲ့ ဟုတ်ကဲ့ နောက်ဒါမျိုးမလုပ်နဲ့ခိုင်း ဟို390ခု ဘာတော့ခဏဘုံမကူနှစ်ပတ်တဲ့တော့မယ်ဘာလို့လဲထားပါလေအတားတယ်မအောင်တယ်အော်လေ ကိုဝစားပုံကြနေအောင်နော် ဒီလိုဝစားမမြင်ဘူးလား မြင်မှု တော့မယ်ဟမ်ပေးထားဟုတ်ကဲ့ထားဟမ်လမ်းနဲ့ကောင်တော့ဒါမျိုးမလုပ်နဲ့ ဟုတ်ကဲ့ နောက်ဒါမျိုးမလုပ်နဲ့ခိုင်း ဟို390ခု ဘာတော့ခဏဘုံမကူနှစ်ပတ်တဲ့တော့မယ်ဘာလို့လဲထားပါလေအတားတယ်မအောင်တယ်အော်လေ ကိုဝစားပုံကြနေအောင်နော် ဒီလိုဝစားမမြင်ဘူးလား မြင်မှု တော့မယ်မှတ်ထားတစ်စက်ကရှု386 396 386ဒီ 396တီ ကျွန်တော်မသိပါသဖြင့် ကျွန်တော်မသိပါတဲ့ပြင် သိတဲ့လူများ တိတိလူများ လာပြောကြပါ လာပြောကြပါ ကျွန်းနေအဲ့တိုင်းကျွန်းနေ ပုံမှန်396တီကျွန်တော်မသိပါတဲ့ပြင်တိတဲ့သူများလာပြောကြပါပုံမှန်396တီကျွန်တော်မသိပါတဲ့ပြင်တိတဲ့သူများလာပြောကြပါပေါ့ဗျာငါ့ဒီမှာပြောပြီးတော့မှားသွားပြီကြည်လားဒီကဝေစားတွေမှာမကောက်ဘူးချစ်သူပါမှားသွားတယ်တော်တော်ဆိုးတဲ့ငါဘဝတချင်လေးတစ်ပုတ်လောက်ဆိုရရင်ကောင်းမယ်ရောသားရေကျွန်တော်အမိုင်လေးတစ်ပုတ်လောက်တီးပေးပါဗျာအမေတကယ်မှလို့နားထောင်နေ